သွေးတိုးယောဂရှိတဲ့သူတွေနဲ့အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေကြားမှာအများဆုံးသုံးလေးရှိတဲ့လက်ဗီတလောဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှာပြောပြပေးသွားပါမယ်။လက်ဗီတလောဆိုတာကကြတော့ alpha နဲ့ beta blocker ဆေးအုပ်စုဝင်အမျိုးအစားဆေးတစ်မျိုးဖြစ်ပါတယ်။လက်ဗီတလောကကြတော့သွေးကြောတွေကိုကျဲကျပြီးတော့နှလုံးခုန်လုံးကိုပုံမှန်ဖြစ်အောင်လို့ထိန်းညှိပေးပါတယ်။ဒါကြောင့်နှလုံးကသွေးညစ်ထုတ်ရတာကိုပိုသက်သာသွားပြီးတော့သွေးဖိအားကိုအကျိုးရှိကျစေတာဖြစ်ပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကကြတော့သွေးတိုးတာကြောင့်မို့လို့ရုပ်တရက်လေးဖြတ်တာနဲ့နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။အရေးကြီးဆုံးကတော့ဒီကိုဝင်ဆောင်ချိန်မှာသွေးတိုးရောဂါရှိတဲ့မိခင်တွေအတွက်ဒီဆရာဝန်နဲ့အန်ရဲ့ကင်းနဲ့အသုံးပြုနိုင်တဲ့ဒီသွေးတိုးကြစေတစ်မျိုးတည်းဖြစ်ပါတယ်။ဒီတိုင်းမှာတော့ဘေးထွက်ဆိုကျိုးရှိပါတယ်။လက်ဗီတလောကကြတော့သိတောက်ပြီးသွားလို့ရှိရင်နှုံးခွေတာခေါင်းမူတာပြီးရင်ဒီခေါင်းလျှော်တဲ့အခါမှာဥယျာဉ်ပြားရရနာမျိုးဖြစ်တတ်တယ်။ပြီးရင်နှာခေါင်းပိတ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒီလက္ခဏာတွေကကြတော့ဆေးတောက်ခါစားမှာဖြစ်တတ်ပြီးတော့နောက်ပိုင်းမှာတဖြည်းဖြည်းသက်သာသွားတတ်ပါတယ်။ဆေးတောက်ပြီးရင်ရုတ်တရက်ထားရက်လိုက်တာမျိုးကိုရှောင်ကျဉ်ပေးရပါမယ်။ပြီးတော့ဒီပန်းနိုင်ရင်ကြက်ယောဂအခန်းရှိတဲ့သူတွေနှလုံးခုန်နှုံးအရန်နှီးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဆေးကိုမတောက်ခင်ဆရာဝန်ကိုကြိုတင်ပြီးတော့အသိပေးဖို့လိုအပ်ပါတယ်။အဲ့တော့ဆေးတောက်တဲ့အခါမှာဒီမိမိသဘောနဲ့မိမိဝယ်မတောက်ဘဲနဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းသာတောက်ဖို့အကြံပြုလိုပါတယ်။အားလုံးပဲကျန်းမာကြပါစေရှင်။